9နှစ်လောက်တော့ကြည့်ကြမလို့ဒါပေမဲ့ဟိုပါဆိုတော့2024ကို2024ကိုတေးပေးတို့ကားရောင်းတဲ့ဟုတ်တယ်ဒီလာရှေ့ကိုရောက်နေပါတယ်အခုဆိုလို့ရှိရင် Milwaukee မှာရှိတဲ့ Honda ကားအယောင်းဆိုင်တက်ဆိုင်မှာကျွန်တော်တို့ရောက်နေတာဖြစ်ပါတယ်အဲ့ဒီမှာဗမာပြည်သားဝန်တန်းလည်းရှိတော့ဟိုအဆင်ပြေတာပေါ့ကျွန်တော်ကားမဝယ်ပါဘူး哪里买的？ပြောင်းတော့လေအကြာကြီးမှမကြိုက်这个。ဝယ်စားရတော့ Interior 上面，leather alleen。လေလာနေရိုးရှင်းနေတာnou kan。ဘာလို့ US ကိုပတ်ပတ်တော့ဒီကားဝင်လဲအဲ့ဆိုတော့လုံးနဲ့ Civic。စစ်စစ်ဒီကခင်ဗျားတို့ဒီဘေးကတော့ချက်တယ်အဲ့တော့မင်းခံကြဘူး Da sport ထိုင်လေ အဲ့ဆိုတော့ဘုတ်ဒီတော့ဒီမှာမကြိုက်ဘူးရောဘိန်းခဏလာလာပြတ်ဘူးလားဟာဟိုရောက်နေမှာအယောင်ဆိုဒီရောက်ဘူးစိတ်နဲ့ထိုးဟုတ်တယ်ဟုတ်တော့မယ်ခိလက်ကကြိုက်လား ပြတော့မူးလား ဒီကကြိုက်လား ဟုတ် ကြိုက်လိမ့်လိမ့်မမနေတယ် ခီးသွားတာနော်ဒီတော့900လောက်ရတယ်။ပစ္စည်းညာချက်လေ ရမတာအနောက်ခုံလည်းဖွင့်လို့ရထင်တယ် ။ဟုတ်လား အနောက်ပဲလှည့်တဲ့ခုံ ။ညာတော့လေပစ္စည်းပြောချင်တာကဒီမှာကိုကျွန်တော်ဒီလိုပါချင်တာကားကြည့်ချင်တယ်ဒီရှင်ကားကြည့်ချင်ဒီရှင်ကျွန်တော်အဲ့ဆောင်စကာဲကာသောဆမ်းမှာဖြစ်ပါတယ် ဒါတော့ဘောဒီထိုင်ရခါမောင်းချဟုတ်တော့ဒီကအိမ်သုံးဝင်မယ်လို့အိမ်ဝေးမှပဲကားပါပြင်တယ် အေးရောနံ ဒါပေမဲ့လက်တလုံးမှာတကယ်လို့ဖြစ်လာကြလို့အားရမှာထိုက်ပါငါတောင်းလေးပါလေ station ကလည်း တော့ဒီတော့ အဲ့လေလေးတောင်းခုနတောင်း ဒါမဲ့ ဒီကောင်လည်းမဲ့ရကို ကျွတ်တယ် passport လေးဟုတ်လား ဟုတ်တယ်အစောကငါပြောတယ်ငါတို့အဖွဲ့ခီးသွား လမ်းကြီး မလား အဲ့ဒါ ငါကတော့ဘယ်တော့ခါ မဖန်တုံးပဲတော့ဟာ ဒီမိကလာဒီမှာ တော့ကိုရှိရလေးနဲ့ရောင်ရမ်းနေပါလေလို့ ဟုတ်လား ဒီဆောင်တော့ မာလီမင်းသတိထားမိတယ်ဟိုနာလို့မင်းတွေ့တော့မင်းစိတ်ထဲငါစိတ်ထဲမှာနည်းနည်းရိုးသလိုခံစားတိုင်းနေကီယာတော့ပါတော့နည်းနည်းပူပြီးတော့ ကဲကာသဆမ်းမှာဖြစ်ပါတယ်ကိုလောလောဆယ် ဒီတော့ဆမ်းပါ အနီမဟုတ်တော့ဒီကောင်ကြိုက်တယ် အနီကျွန်တော်အယောင်ဆုံးတော့အနီယူမှာ ဒီကောင်လဲတာလေ ဒီကခါဖလျောပါမလား ဒီတော့ခုခုန်တိုင်းတမမသိဘူးငါပထမကောင်းအောင်ကြည့်ဟောင်းငါဝယ်လိုက်တဲ့ပထမဆုံးကောင်းအောင်ခုန်တိုင်းတမမသိကျင်းလာပြပြီကျင်းလာပြစီရတာတော့
ပေါ်တယ် လာကွာ ဟိုက်ဘရိတ်ပုံစံတင် ဟိုပိုက်ကွက်လေးလာ တော့ပါလေဟိုဒီမှာစေးမပွန်းတော့ဘူး အေးပါအေးပါ အော်ခိလက် ဒီကောင်လေးသဘောကျ ဒီကောင်ကျတော့ ဒီ line လေးဟမ်နော် အပြည့်နော် ရုပ်ရှင် ရှိနေရှိတယ်သူကတခါလေးခုကားမှာ ဒါဒီကောင်ခေါ်တာဘာခေါ်လဲဒါ address ပေါ့လား that's right ဒီဘလောက်ကြိုက်တယ် အော်အောင်စမပေါ့ဟုတ်ပါတယ်အောင်စပြန်အော်အော်အဲ့ဒါမိုက်ရနော်ရှော့ရှော့လေးဝိုင်းဒီကောင်မိုင်းနေတော့ တောင်းထဲမှာသူသူကတကယ်ဆိုဒီလူရဲ့ history ကဟိုရုံသွားရုံပြန်ပဲလောက်တာ ဟုတ်ရှင်းဒါဆိုကျွန်တော်တကယ်ဝယ်ပြီးတော့ second အောင်လား နောက်တစ်ခုရှိတာကျွန်တော်တို့ဒါသူများဆိုတော့မရှိဘူးဗျာကိုလှုပ်ချင်တော့ကိုယ့်ရဲ့ကားကို trading လုပ်မှတေးကြတယ်ချက်ကြီးဒီကောင်ကတော့ကလေး အော်ဟိဟိုတင်လက်ပါ ကျောင်းမင်းပါလို့ ဟွန်ဒါကိုဆက်လိုက်ကြလာတယ်ဟွန်ဒါရှိုးလုံးဖြစ်တဲ့ကောင်ပါလေ လုံးလုံး ဟုတ် ဝိုင်းပြတယ်ပြတယ်တော့ဒီကောင်ဟွန်ဒါမေး โอเคဒါဆိုရှင် ဟုတ်ပြီလုံးပါတိုင်မယ်ဆီးနပါ ကဲဒါသွားမောင်းတော့မှဖြစ်ပါတယ်မောင်ဆန်းပါ ဟိုဒါဝါလက်ချကြတယ်ပါနော် ပါတယ် wireless charger ပါတယ်သူပါတယ် အဲ့ဒါတို့ ဒီက memory seat နှစ်ခုပါတယ် အော်ရောက်တော့ ဟိုစားထည့်လိုက်တာ အဲ့တော့မိုင်းနော်ဖုန်းချောလာ မချိုးပြန်မလို့ အော်ဒီမှာလက်ဒီမှာ type C ပေါက်ပါနှစ်ခု ဟုတ်တယ်အနောက်မှာလည်းပါ ဒါ drive မှာ ပြောကိုဒါလေးကြိုက်ပြီတဲ့ အော်အေးဟုတ်တယ် ဒါလေးကလုံးဝဒီဇိုင်းဆန်တာငါဒါလေးကြိုက်ပြီကိုလေးကငါဟိုတတူးလာထိုးဖို့နေဖြစ်တာ ထိုးလိုက်လေလို့ ပြားကိုကွက်လေးဟိုပိုက်ကောလေး အခုကျွန်တော်တို့ဘယ်ကိုစသွားမလဲ ကဲသွားညာဘက်ပဲ ငါပဲနော် ဟုတ်ဒီကနေထွက်ပြီးဟိုကညာဘက်ထွက်လာပြီးရင် high ဘုတ်ပေါ်တက်လာ ဒီပြောင်း ဟုတ် ဒီတော့ ဒီ engine ကလေငြိမ်တယ်တဲ့လား ဟုတ်တယ် ဟိုအတန်ကျွန်တော်နှိုးထားရဗျာသိမ ဒီ လား တော့စီးပနကလန်ဆန်တယ် ဒီကောင်က14ကလည်း မလီကနေနေရကြီးတယ် ဒီမှာကားကြည့်အောင် ပြပဲလေဒါပေမဲ့ဒီကောင်းအင်ဂျင်1.5ဆိုတော့စီးသားတယ်1.8လား အခုပဲ 1.5ပဲ ဟုတ်လို့လား ဟုတ်တယ်သွားလိုက်ထွက်လိုက် ဒါ ဟာကားရကြီးနေဘာဘာ ဒီကထိုးဖို့ချာကြပါလေ ထွက်ဖို့ ဖို့လို့ဟာလေ ဟိုစား ထားဖို့လေ မြန်မာလိုခေါ်တာဘူးအမေရိကမှာခေါ်တော့ထိုးဖို့ ဘာတွက်လို့လို့ ဟိုစားလေတက်ဗလားကို ထားတယ်တက်တယ်ပဲ highway ကမှမပြီးဘူးအော်ဒီနေရာကျွန်တော်မြေခဏခဏရောက်တယ် ဟုတ်လားအဲမှန်ပြီ တက်တယ်ပဲပြီးဟိုဘက်ကိုဝင်လိုက်တက်တယ်ပဲတက်တယ်ပဲ နော် တက်တယ်ပဲ โอเคဟုတ်ပြီ ကျွန်တော် test drive လုပ်ရင်အိုက်ဆိုင်ကတခါလဲပြခဲ့လိုက်မယ် sunroof လည်းပါ ဟုတ်အဲ့ဒါမဟုတ်ဘူး test drive ရင်လုပ်လိုက်ပြီးရင် ဒီမှာပဲကျွန်တော်ခါကြအခုဒီမှာဝင်ဝင်ပေါ်တီတောက်လေးရ အေးလာခဲ့ငါးစီမလာလေကျွန်တော်တို့အမှန်တမ်းပြောရမြကလေးတွေကကြီးလာပါသလား ဟုတ်တယ် ကလေးတွေအခုလဲကြီးမှမသိကြီးနေပြီလေနော် ဟုတ်တယ် အဲ့ဆိုတော့နည်းနည်းချက်ချက်ဝင်းဝင်းလို့ရှင်နောက်ကဖြစ်စီ ဒီ ကာ တော့ ကို ခီးသွားရှယ်ပဲ ဟုတ်တယ် ကျွန်တော်မိသားစု9ယောက်ဆိုတော့စစ်တင်တယ် စီတူမွေးလေးပါ ဟုတ်တယ်နော်မတရားကြည့်ပါ ကားတော့ကျွန်တော်ကတော့ engine ကိုသဘောကျတယ်နောက်တစ်ခုကဘယ်လိုပြောမလဲဟို တော့ဒီမှာကိုပြန်လိုက်တာဆက်ကြည့် ဘာပဲရေညောင်းလား ဒီကောင်ကအဲ့မှာလေ lane control ပါတယ် lane assistant ပါတယ်ပြီးရင် cruise control ပါတယ်ဒီကောင်ကပုံမှန်ဆို blind spot အဲ့မှာဒီကားနောက်တစ်စီးကြော်တက်လာပြီးဘယ်ဘက်မှာအဝါရောင်မီးလေးအဝါရောင်မီးလေးဒီကောင်ကဟို LX မှာမပါဘူးဒီ EX မှာဟို EX ကနေစပြီးအကုန်ပါတယ် ပေးပါရော ငါအဲ့ဒါရင်တော့လိုချင်တာတော့ချောင်းသွားတော့ ဟုတ်တယ်တက်ပဲစီးအဲ့မှာအခုနောက်ဆုံးမိပွိုင်းလဲတက်လေးပဲသွားပြီးတော့မှအဲ့ဒုတိယမိပွိုင်းကြညာဘက်ကို လိုက်ဖို့အခုတော့ အခုတော့လက်ကြည့်ရဟိုအကျင့်ပါကျွန်တော်ဆိုအဆင်အဲ့လိုပဲ blind source စစ်မစစ်လက်ကြည့်တာလူ ကြည့်ရတာအဲ့ဒါ ရလက်ကြည့်ကြမလို့မျိုးလုံးလေးပေးပတ်ဆောင်းလိုက်တာနဲ့ကားပါလာမသိပါဘူးကွာရင်တော့ဟာဘလိုက်တော့ပါတော့ဒါလေးကြည့်လိုက်တာနဲ့ရ ကျွန်တော်မနေ့ကဒစီရောင်းလိုက်တယ်လေ ဟုတ်လား ဒစီရောင်းလိုက်တာမှာတော်တော်လေးတန်တယ်ဟိုက1000မိုင်1000မိုင်ဖိုးဖွားကြီးတွေကားပါမိုင်1000ကျော်လေးပဲ speed limit 55ကျွန်တော်60မောင်းထပ်ထပ် ပြောင်း flash ဟုတ်တယ်တော့ဒီ sign traffic sign recognition ပါတယ်ဒီကောင်အဲ့ကောင်ပါပြီးတော့ဒီကောင် sunroof sunroof ပါ one touch ဆန်းလို့ကျွန်တော်ချိန် push လုပ်လိုက်အနောက် သူကပါတယ်ဒါရီသူရဲ့ຢာဒီဖတ်ပါဖေးတယ် အဲ့ garage door ပါလားဟို sorry ဒါနောက်ကြည့်တာတော့
ပါဘူးဒါပြီး နောက်နှစ်ဖက်လေးနော်နော် ဟုတ်တယ်2024 ဆိုးပါဘူး2024တပ်ပေါ်လာဒီက ဘယ်နှစ်နိုင်မှဝင်လာလဲဒီကဆိုတော့အိတ်ချင်တာလည်းငါသူပြောရရှေ့နေဘူးအိတ်ချင် ကေး ကြောင်ရင်ငါတို့ကတော့ရေနဲ့လဲကြက်ကြက်ဝင်းထိုင်လို့ရဆိုငါတို့သဘောကျတယ် ဟုတ်တယ် ဒီကောင် built-in GPS ပါလားဟာလား ပါတယ်အပကားပေးပါလေအာမ join လာလို့ အဲ့မှာညာဖက်ထဲဝင်လိုက် ဒီထဲမှာ အေးဟုတ်တယ်ဝင်လိုက် ဒီမြကနဲ့ကျွန်တော်တို့ဆိုင်လို့ ဘယ်ဖက်ကိုဝင်လိုက် ကိုကနေဝင်ရမှာဟိုသိအောင်မလားဟိုမုံထောင်း ဟုတ်တယ်အဲ့ဒါ โอเคဟုတ်ပြီ ဘာသာလုံး ဆိုင်တပြပြီးတာလေကျွန်တော်တို့ဒီမှာအခုအပြန်ကြရင်ကားတစ်ခါပြီးလက်ပြန်ဝင်ရမှာလေဈေးဝယ်လို့လေ ဟောဒီမနေရ အေး ခါနဲ့ချက်ကုန်းနဲ့ချက်ပြက်3-4ချက်လောက်ပြက် စီ သွား တို့ဝယ်ရမယ့်ဥစ္စာဘယ်လိုပြောလဲ ဘာမဟုတ်လေ ဟုတ်တယ်အဲ့ဒီမှာပါတဲ့ပစ္စည်းတွေပါ အော်အဲ့ဒီဟာအတွက်မဝယ်အဲ့ဒီဟာအတွက်ကျွန်တော်ဝယ်မှာလေ ဟောဟုတ်ပြီ ဆိုချက်မဲ့ဟာအတွက်လားချက်မဲ့ဟာအတွက်ရတယ်ကျွန်တော်သွားဝယ်လိုက်မယ်ဆိုင်ဖွင့်မလားမသိ ကဲဒီဆိုင်တော့ ညာ ကျွန် ဖက် တော် ကိုဘယ်ဖက်ကိုဒီမှာပစ္စည်းတွေဒီမှာရှိတယ်ဒီမှာအသီးရွက်တွေရှိတယ်ပြီးလို့ချင်းဟိုအသားရကြတော့အသားတို့ပေါ့กินထားပြီးသားဟိုထဲထိဝင်သွားလိုက်နော် โอเค ဒီဟိုဘက်တကားဘက်ကနေဝင်သွားဟိုနောက်ဆုံးထိသွားအဲ့မှာ Lee Restaurant ဆိုတာရှိတယ် ကျွန်တော်လက်ပြပြီးတာ ဟုတ်တယ်ဒါလာပြပြီးရကော ဟုတ် လက် တယ်ချက်ကုန်နှစ်ချက်ပြ ပြီးရတာ 3 3 ချ ချက် က် လောက် လောက် တော့3 4ချက်လောက်ပြည့်တယ်ကွာအလုပ်တော့ဖြစ်တော့အော်ကို estimate price သူကားစစ်ပြီးမှတီးရမှာလား ဘယ်ဟိုအခုကလား မဟုတ်လေအခု monthly payment အေးပေါ့ အော် monthly payment ဟုတ်တယ်သူ estimate လုပ်ပြီးမှအဲ့လိုသိရမယ် အော်โอเค အကြမ်းမြင်ကတော့900ပေါ့ မညာဘက်ပဲ ဒါချန်နီနာဆိုတာ credit score မှာ မူတည်တယ် stop sign နဲ့ဝင် stop sign နဲ့တက်တက်ပဲ ဒါပြီးတော့ဒါကကိုဒေးဗစ်ကျွန်တော်ပြတဲ့ monthly က900ဝန်းကျင်တာ credit ကောင်းတဲ့လူတယောက်ရဲ့အနေထား မဟုတ်600နဲ့တွက်ထားတာခုန credit 600နဲ့တွက်ထားโอเคโอเค အဲ့လောက်ပဲကြာ အဲ့ဒါကခံမလိုက်တယ်650 900လောက်တော့ချအောင် အဲ့လောက်ထိတော့ကျွန်တော်မနိုင်ဘူး 900တော့မကြောက်ဘူး 950 gig ကုန်ပဲပြီးနိုင်မယ် 950 950 မမလေးတွေ မိုက်တယ် ဟိုမှာ ကျောင်းသူလေးကျောင်းသူလေးတွေ ဂျပန်လိုတရုတ်လိုညကြရင်စီတူရဲ့အတေးပေါ့ဒီနေ့မှာလာမြေပုံနဲ့မှလည်းမရှိဘူးအဲရတယ်အဲ့ဒါငါပဲခေါ်ပြလိုက်ဘယ်လိုဘာတောင်းယူလိုက်တာမင်းညကြလို့လုပ်ပြီးလို့ရှိရင်အဆင်ပြေရင်ငါတို့လဲလင်းတို့အိမ်မှာဆုံးမှာတယ်ဘယ်လိုမင်းဆန္ဒရှိရဆိုရင်အဲလဲလင်းတို့ထုံးဆက်လိုက်နော်ထုံးဆက်လိုက်အဲ့လိုရှိပြီဆိုအဆင်ပြေလာခဲ့ပေါ့အဲ့ဒါစီတူဖိတ်ခိုင်းနော်ဒါပြော ကိုယ်ဟိုစားလေစီချင်းတာပါချင်းတာ အဲ့တော့ကျွန်တော်တို့အယောင်စီကြီးပါ ဒီမှာသူတို့ဘယ်နဲ့ခောက်လားမသိဘူးရတယ် သူတို့ဒီမှာလာချင်းမှာမဟုတ်သူကုမ္ပဏီသူတဲ့နေရာပဲမှာတော်လေးရတယ် ကျွန်တော်ထင်တယ်ဒီမှာပဲနဲ့တူတယ်ဟုတ်တယ် ကိုဝယ်တဲ့ဒီလမှာလာတော့ချင်း ဟုတ်တယ် ဒီကောင်က walking automatic door lock ပါတယ်အဲ့ဒီကောင်ကကျွန်တော်တို့အရေးကြီးတယ်ဗျကိုပစ္စည်းရဲ့ကားတွေပြတဲ့မှာပစ္စည်းကစုံတယ်လေနော် automatic door lock မပါဘူးဆိုတာမဖြစ်ဟုတ်တယ် ဟုတ်တယ်ပဲကြောင်းနော် အဲ့ရှေ့စင်ပြေတဲ့နေရာ အော်ကျွန်တော်ဒီမှာခါလာဘူးလေကို ဟုတ်လား ဒီခါမန် ခါမ မှာခါလာဘူး ခါမလာတော့ဘာကိုင်းဆုံးရှိတာ အားဆုံးရှိတယ် တော့ခါမလာပြေးတော့ ဖေးချင်အကိုဒီမှာလုံးမလုပ်တယ်ဘူးလေ อืม ပြီးခဲ့တဲ့နေ့ကဘုရားလာလာပြီးတော့ခဏလာမိုင်းစစ်လာ ကလာကြည့် ကျွန်တော်ကလည်းကြည့်ကျွန်တော်က train လုပ်ဖို့ဆိုတော့ ကျွန်တော်ကားတော့ကြီးရနော်နေရာတော့ကျယ်တယ် ဟုတ်တယ် ဟောကားရအများကြီးပဲ ဆက်ဆိုင်နဲ့လက်ကြည့်ပါဗျာပြီးလိုက်ပါလားလေးတော့ကျွန်တော်ဒီလိုကျွန်တော်ကတော့ပြီးလိုက်လဲစိတ်ချမ်းသာ အဲ့ဒါယူပြီးမိသား အခုယူပြီးဦးရလီပြီးခိုင်တဲ့ယူလိုက်မယ် ခုမှဟိုကမလဲပါသေး ဟုတ်တယ်ဟိုလုံးဟို ကဲရောက်ပါပြီခင်ဗျာကျွန် ပြေး တော် လိုက် တို့ တော့ အိုင်းတူနော်ပြီလားအဖြူပဲယူပဲလို့ ကျွန်တော်ကျတော့မဖြစ်ဘူးအနီရောင်မဟုတ်ကျွန်တော်ခဲရောက်ပါ ဟုတ်တယ်ခဲလို့နေ တော့ တော့ မဲလဲစီး အခုလိုဆုံးထိလိုက်ဆောက်ကြည့်ပြီးလို့ကျေးဇူးထူးတင်ပါတယ်ခင်ဗျာဟိုမေဝကီမှာဟ
Honda ကားဝယ်ချင်တဲ့လူများရှိလို့ရှိရင်ကိုတေးပေးကိုဆက်သွယ်လိုက်ပါလို့သူကမြန်မာလိုကောင်းကားနာဆင်ပြတယ်ဆိုတော့အင်္ဂလိပ်လိုခက်ခဲရှိတဲ့လူတွေအတွက်အဆင်ပြေပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်